Hello ဒီနေ့သွားမယ်title လေးကတော့ variable ပေါ့နော် Okay အဲ့တော့ဒီ programming language မှာ variable ကိုဘယ်လိုသုံးတာလဲ variable ဆိုတာဘာလဲပေါ့ Okay variable ဆိုတာ data တွေကို temporary save လုပ်ထားတဲ့နေရာလေးတစ်ခုဖြစ်တယ်ပေါ့နော်ယာယီပဲသိမ်းထားတာ Okay အဲ့တော့ကျမတို့ variable ကိုသုံးမယ်ဆိုလို့ရှိရင်သူ့ကြောင့် value တွေထည့်ထားတာပေါ့နော်အဲ့ value တွေက variable ဆိုတဲ့အထဲမှာယာယီသိမ်းထားတာပေါ့နော်အဲ့တော့ variable name ရှိတယ်ပေါ့နော် variable name ကြိုက်တဲ့ name ပေးလို့ရတယ်ပေါ့နော်ကြိုက်တဲ့ name ပေးလို့ရတယ်ဆိုပေမဲ့ variable name ကစိတ်မပါရဘူးသူကပြီးလို့ရှိရင် number တွေနဲ့မစရဘူးဒီ Python မှာသုံးတဲ့ keywords တွေတော့မဖြစ်ရဘူးပေါ့နော်သူ့ရဲ့ rules တွေတော့ကိုကလိုက်နာပေးရမယ်အဲ့တော့သူဒီ variable name ပေးမယ်အဲ့ name တစ်ခုထဲမှာကိုထည့်ခြင်းတဲ့ value လေးတွေကိုထည့်ထားတာပေါ့နော်ဒါကတော့သူ့ရဲ့ variable သုံးမယ်ဆိုတော့ဒါသူ့ရဲ့ format လေးတိုင်းသွားမှာပေါ့နော်ဒါသူ့ရဲ့ format လေးပြောတာ okay ဒီ equal လေးကကြတော့သူကဘာလဲ equal လေးကကြတော့ဘာလဲဆိုလို့ရှိရင် assignment operator ပေါ့နော် assignment operator လို့ခေါ်တာပေါ့နော် okay value တွေတင်ထားတာပေါ့နော် okay အဲ့တော့ဒီမှာဆို example လေးပြောပြဒါကကြာသူ့ရဲ့ format က variable name ရှိမယ်ကိုထည့်တင်တဲ့ value ရှိမယ်ပေါ့နော် okay variable name ကခုနပြောသလိုတိုက်တာတော့ပေးလို့ရတယ်။ဘာမဖြစ်ကြဘူးဆိုလို့ရှင်လဲဆိုလို့ရှိရင်ကျမတို့ဒီ Python မှာသုံးတဲ့ keyword တွေမဖြစ်ရဘူး။ keyword တွေကနောက်တဖြည်းဖြည်းသုံးရင်းနဲ့တည်လာမယ်ပေါ့နော်။ keyword တွေမဖြစ်ရဘူး။ဥပမာကွာ keyword ပြောမယ်ဆိုရင် print လိုမျိုးဟာမျိုးပေါ့နော်။ဒါမျိုးတွေဒါတွေသုံးလို့မရဘူး။ Okay နော်။ဒါကကြောင့် print ကတော့ keyword တော့မဟုတ် begin function ပေါ့နော်အဲ့လို function တွေနေ keyword တွေပြလို့မရဘူးပေါ့အဲ့တော့ကြိုက်တဲ့နာမည်ပေးလို့ရတယ်Python မှာသုံးနေတဲ့ keywords တွေ function name တွေတော့မဖြစ်ရဘူးနောက်တစ်ခုကကြတော့သူက number တွေနဲ့စလို့မရဘူးဥပမာ variable name ကိုကျမတို့လုပ်ပေးမယ် name လို့ပြီးလို့ရဥပမာ name equal to level ပေါ့နော်ဒီလိုပေးလိုက်တာဒါမှန်တယ်ဟုတ်ကဲ့နော်အဲ့တော့ဒီလိုမျိုးနာမည်ဒီလိုပေးလို့ရတယ်ဒီ mavel ဆိုတဲ့ name လေးကိုmavel ဆိုတဲ့ဟာလေးကို name ဆိုတဲ့ variable လေးထဲမှာထည့်လိုက်လို့ရတယ်အဲ့ဒီမှာသွားပြီးတော့ကျမတို့ကဒီ name ကို name ဆိုတဲ့ variable name ကိုဘာပေးလို့မရဘူးလဲဆိုဥပမာ one name ဆို number နဲ့စလို့မရဘူးဟုတ်ကဲ့နော် number နဲ့စလို့မရဘူး number နဲ့စလို့ရှင်မှားတယ်ပေါ့ number နဲ့စလို့ရှင်ဒီ variable name ကသုံးလို့မရအောင်နောက်တစ်ခုကကြာဘယ်လိုလဲဆိုလို့ရှိရင်ဥပမာ my name ဆိုဒီမှာ space variable name မှာ space သုံးလိုက်တယ်ဒီ space လေးသုံးလိုက်တယ်မရဘူး underscore သုံးရင်တော့ရတယ်ဒါမျိုး underscore သုံးလိုက်ရင်တော့ရတယ် underscore မသုံးဘဲနဲ့ space သုံးလိုက်လို့ရှင်ဒီ variable name ကမရဘူးပေါ့နော် okay အဲ့တော့ variable name ဒီ value တစ်ခုကိုယာယီ temporary save လုပ်ထားတဲ့အရာလေးပေါ့နော်အဲ့ဒါကို variable name လို့ခေါ်တယ်ဆိုဒီမှာဆို example ပြပြမယ်ပေါ့နော်ဒါဆိုရင်ဒီမှာက name လို့ပေးလိုက်ပြီနော် name ပေးလိုက်ပြီ name ထဲမှာ mail ပဲထည့်လိုက်တယ်ပေါ့နော် okay အဲ့ဒါကိုကျွန်တော်တို့ output ထုတ်ကြည့်မယ် output ထုတ်ရင် print เนาะ print ဆိုပြီးတော့ရှေ့ရသင်ခန်းစာမှာတော့ကျမတို့က print ဆိုပြီးတော့ဒီမှာဆိုလို့ရှိရင်mail လို့တန်းပြီးထုတ်လိုက်တာပေါ့เนาะဒါဆိုရင် output က mail ပဲထွက်လာမှာ okay ဒီကတော့ကျမတို့အဲ့လိုလုပ်စရာမလိုတော့ဘူးအဲ့ဒီ mail ကဒီ name ဆိုတဲ့ variable လေးထဲမှာဝင်နေတာဖြစ်တဲ့အတွက်ဒီနေရာမှာဗာလေးရေးလိုက်အောင်လဲဆိုတော့ name ဆိုတဲ့ဟာလေးကိုကျမတို့ရေးလိုက်ရုံပဲโอเคเนาะ name ဆိုတဲ့ဟာလေးကိုရေးပေးလိုက်အောင်ပဲပေါ့เนาะ okay အဲ့တော့ဒီလိုပုံစံမျိုးလေးကိုကျမတို့ဗမာလဲဆိုလို့ရှိရင် subline ထပ်မှာသွားရေးကြည့် run ကြည့်မယ်เนาะ okay အဲ့တော့ကျမတို့ဟိုတနေ့ကလုပ်ခဲ့တဲ့ folder လေးထဲမှာပဲအသစ်ထပ်လို့ရတယ်ပေါ့เนาะ okay ဟိုတနေ့ကလုပ်ခဲ့တဲ့ folder က is this folder name ကိုကျမပြန်ခေါ်လိုက်မယ်เนาะ open folder ဆိုပြီးတော့ desktop မှာပဲ Python exercise ပေါ့เนาะဒီ folder ထဲမှာပဲ file တစ်ထည့်ယူလိုက်မယ်เนาะ okay new file ဆိုတော့ဒီ file name လေးကိုတခါတည်း save လုပ်မယ်ehe2 လို့ပြလိုက်မယ်เนาะ .py ကတော့မေးလို့မရဘူးเนาะ Python exercise မလို့ okay အဲ့တော့ကျမတို့ခုနကတော့အတိုင်း name variable လေးတစ်လုံးပေးလိုက်တယ်သူ့ထဲမှာဒီ name လေးထည့်လိုက်တယ်ပေါ့เนาะ value လေးပေါ့ mavel ဆိုတဲ့ value လေးထည့်လိုက်တယ်ပြီးတော့ဒီမှာ output ထုတ်ကြည့်မယ် output ထုတ်တဲ့အခါမှာ variable name လေးရေးလိုက်အောင်ပဲပေါ့เนาะအဲ့ပြီး control x လေးနေပြီเนาะပြီးတော့ဆိုတာလေးကို run ကြည့်မယ်เนาะအဲ့ဆိုရင်ကျမတို့ command prompt လေးဝင်မယ် window r cmd เนาะ command prompt လေးဝင်လိုက်မယ် okay အဲ့တော့အခုကဆက်စချင်းဆိုတော့ကျမတို့ဒီ Python ထဲကိုမဝင်သေးဘူးပေါ့နော်အဲ့တော့ Python ထဲကိုဝင်ရမယ်ဘယ်လိုပုံစံလဲဆိုတော့ cd okay cd ပြီးလို့ရှိရင်ကျမတို့ကဘာလဲဆိုလို့ရှိရင်ဒီဟာတွေကိုကျမတို့ဘက်မှာsave လုပ်ခဲ့တာလေဆိုတော့ကျမက desktop မှာ folder လေးစောက်ခဲ့တယ်ပေါ့နော်အဲ့တော့ cd ဆိုပြီးတော့ကိုက desktop ဆိုရင် desktop document ဆိုရင် document ပေါ့နော်ဆိုတော့
download ဆို download ပဲဒီမှာတော့ desktop မှာစီလို့ cd desktop enter အဲ့ desktop ထဲဝင်သွားပြီအဲ့ desktop ပေါ်ကဒီမှာ folder name လေး folder name ကဒီမှာက python underscore exercise လို့ရေးရတာအဲ့တော့ဒီ folder လေးထဲမှာပေါ့နော် Python exercise enter Python exercise folder ထဲရောက်သွားအဲ့ဒီထဲမှာ folder name ကြီးကဘာလေးလဲဆိုရင် ehe2 ပေါ့နော်ehe2 ဆိုလို့ရှင်ဒီမှာတော့ run လို့ရပြီနော် py လေးဆို python ehe2.py okay ဒါဆိုရင်သူရဲ့ result လေးက Maven လို့ထွက်တယ်ပေါ့နော် okay အဲ့တော့ဒီမှာကျမတို့ဒီ variable လေးနဲ့တုံးထားတာ okay နောက်တစ်ခုထပ်ဆန်းကြည့်အောင်နောက် variable လေးဆန်းကြည့်အောင် okay ဆိုအဲ့ဒီမှာကျမတို့ value တွေထည့်ကြည့်မယ် value ဆိုတော့ဥမာ number တွေပေါ့နော်ခုနအတိုင်းပဲ number တွေထည့်တဲ့အခါမှာကျမတို့ဘာလုပ်လို့မရဘူးလဲဆိုလို့ရှိရင် number တွေကို double quote ထည့်ကြအောင်လို့ပေါ့နော်အဲ့တော့ number လေးပြောင်း number လေးထည့်ကြည့်အောင်ပါ age အဲ့တော့ number ထည့်မယ်နော် age ဆိုတဲ့ variable လေးတွေကိုကျမ justify လို့ထည့်လိုက်ပြီ okay အဲ့ဆိုလို့ရှိရင်ခုနအတိုင်းပဲကျမတို့ print ရဲ့ print ပေါ့နော် print က function ဒီမှာကျမက age လို့ပဲထုတ်လိုက်အောင်ပဲနော် age ပဲရေးမယ်နော်အဲ့ဆိုရင် run ကြည့်မယ်နောက်အတိုင်းပဲpython .py okay အဲ့တော့ဒီမှာ25ဆိုပြီးထွက်တယ်ပေါ့နော် okay အဲ့တော့ဒီနေ့သင်ခန်းစာကတော့သူကဘာလဲဆိုလို့ရှိရင်ကျမတို့ variable လေးပေါ့နော်အဲ့တော့ variable လေးကဒီ value တွေကို temporary save လုပ်ထားတဲ့နေရာလေးပေါ့ variable ပေါ့နော်အဲ့ဒီဟာလေးဒါလေးကိုလိုက်ပြီးတော့စမ်းကြည့်ပါနော်နောက်နေ့မှာနောက်ထပ်သင်ခန်းစာတွေတင်ပေးပါမယ် thank you